တခါကရွာတရွာမှာလယ်သမားတဦးရှိလေတယ်။သူဟာနေ့တိုင်းလယ်ထဲသွားပြီးစိုက်ပျိုးရေးအလုပ်တွေကိုလုပ်ကင်လေးရှိတယ်။တနေ့တော့လာမဲ့မိုးရာသီမှာမျိုးစေ့ချနိုင်ဖို့အတွက်လယ်ထဲမှာမြေတူးပြီးပြင်ဆင်နေစဉ်မှာပဲရုတ်တရက်အိုးကြီးတစ်လုံးကိုတူးဖော်မိလိုက်တယ်။သူဟာအိုးကြီးကိုအပြင်ထုတ်ပြီးဒီအိုးကဘာအတွက်အသုံးဝင်မှလဲလို့တွေးတောနေမိတယ်။ပြီးနောက်အိုးကိုတစ်ဖက်မှာခဏချထားပြီးသူ့အလုပ်တွေကိုဆက်လုပ်နေလိုက်တယ်။နေ့လယ်စာစားချိန်ရောက်တဲ့အခါသူဟာထမင်းစားနေတော့သူ့ရဲ့ရေဘူးကိုအဲ့ဒီအိုးထဲခဏထည့်ထားလိုက်တယ်။ထမင်းစားပြီးလို့ကြည့်လိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းတာကအိုးထဲမှာရေဘူးပေါင်း10ဘူးဖြစ်နေတာကိုတွေ့လိုက်ရတယ်။သူဟာတကယ်ကိုအံ့အားသင့်သွားပြီးအိုးငါရေဘူးကတဘူးပဲယူလာတာလေဘလို့လုပ်ပြီး10ဘူးဖြစ်သွားရတာလဲငါနားမလည်နိုင်တော့ဘူးလို့ကိုရေရွတ်မိတယ်။ဒါနဲ့သူကဒါဟာဒီအိုးကြောင့်ပဲဖြစ်ရမယ်လို့တွေးပြီးရေဘူး10ဘူးကိုအပြင်ထုတ်လိုက်တယ်။ပြီးတော့အနားမှာရှိတဲ့ကြောက်ခဲတစ်လုံးကိုကောက်ပြီးအိုးထဲထည့်ကြည့်လိုက်ပြန်တယ်။အိုးထဲကိုငုံကြည့်လိုက်တဲ့အခါမှာတော့ကြောက်ခဲတစ်လုံးနဲ့စားကြောက်ခဲ30ဖြစ်နေတာကိုတွေ့ရပြန်တယ်။အဲ့ဒီခါကျမှပဲဒီအိုးဟာမော်အိုးဖြစ်မှန်သူသိသွားတော့တယ်။သူဟာအိုးကိုအိမ်ပြန်တယ်လာပြီးလုံလုံခြုံခြုံတင်ထားလိုက်တယ်။အဲ့ဒီနေ့ကစပြီးသူလိုအပ်တာတွေကိုဖြည့်ဆည်းဖို့အတွက်အဲ့ဒီအိုးကိုအသုံးပြုတော့တယ်။အဝတ်အစားလိုချင်တဲ့အခါအဝတ်စားတစ်စထည့်လိုက်ရုံနဲ့အင်ကြီးချုပ်ဖို့လုံလောက်တဲ့အဝတ်အစားတွေရလာတယ်။ဗိုက်စားတဲ့အခါတစ်တီးတစ်လုံးထည့်လိုက်ရင်တစ်တီး10လုံးပြန်ရတယ်။ဒီလိုနဲ့သူဟာတဖြည်းဖြည်းချမ်းသာလာပါတော့တယ်။ဒါပေမဲ့အဲ့ဒီလေသမားဟာအရန်ရိုးသားသူဖြစ်ပါတယ်။သူဟာသူ့ရဲ့လောဘအတွက်မော်အိုးကိုဘယ်တော့မှအလွဲသုံးစားမလုပ်ခဲ့ဘူး။သူဟာလောဘကြီးတဲ့သူမဟုတ်ပါဘူး။သို့တော်လည်းသူ့ရဲ့အိမ်နီးချင်းကတော့လေသမားဟာနေ့စဉ်နဲ့အမျှဘလို့ကြောင့်ချမ်းသာလာတယ်လဲဆိုတာကိုသိချင်နေခဲ့တယ်။ဒါနဲ့တနေ့မှာတော့အိမ်နီးချင်းဟာပြတင်းပေါက်ကနေချောင်းကြည့်ပြီးလေသမားဘာလုပ်နေတယ်လဲဆိုတာကိုစုံစမ်းတော့တယ်။အဲ့ဒီအချိန်မှာလေသမားကနွားနို့စွန်းတေးလေးတစ်စုံကိုအိုးထဲထည့်ပြီးနွားနို့1လီတာလောက်ပြန်ထုတ်နေတာကိုမြင်သွားတော့အော်အခုမှပဲငါနားလဲတော့တယ်ဒီမော်အိုးကသူ့ကိုချမ်းသာစေတာကိုလို့အိမ်နီးချင်းကပြောလိုက်တယ်။ဒါနဲ့မနာလိုစိတ်ရှိတဲ့အိမ်နီးချင်းဆိုးဟာလေသမားစီကအိုးကိုခိုးယူဖို့ဆုံးဖြတ်လိုက်ပြီးအဲ့ဒီညမှာတင်သူဟာလေသမားအိမ်ကအိုးကိုခိုးပြီးသူ့အိမ်ကိုယူလာခဲ့တယ်။ဟာမော်အိုးရဲ့စွမ်းအားကိုစမ်းသပ်ကြည့်ဖို့အရန်စောတန်နေခဲ့တယ်။ဒါပေမဲ့မစမ်းသပ်ခင်အိုးထဲမှာဘာရှိတယ်လဲဆိုတာသိကျင်တာနဲ့သူ့လက်ကိုအိုးထဲနှိုက်ကြည့်လိုက်တယ်။အိုးထဲမှာဘာမှမရှိတာသိတာပေမဲ့လက်ကိုပြန်နှုတ်လိုက်တဲ့အခါမှာတော့အံ့ဩတုန်လှုပ်စွာနဲ့ပဲသူ့ကိုယ်မှာလက်ပေါင်း10ချောင်းဖြစ်နေတာကိုတွေ့လိုက်ရတယ်။သူဟာအရန်ကိုကြောက်လန့်သွားတယ်ဘာလို့လဲဆိုတော့အဲ့ဒီလက်10ချောင်းဖြစ်နေတဲ့အရာတွေကိုမူလအတိုင်းတစ်ခုတည်းပြန်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာသူမသိလို့ပါပဲ။အဲ့ဒီအိမ်နီးချင်းဟာလက်တစ်ဖက်မှာလက်ချောင်း10ချောင်းဖြစ်နေတာကိုရွာသားတွေမြင်သွားတဲ့အခါဒါလူမဟုတ်ဘူးဘီလူးဝင်စားတာဆိုပြီးအလွန်မင်းထိတ်လန့်ကုန်ကြပါတယ်ရွာသားတွေဟာကြောက်လန့်တကြားနဲ့တုတ်တွေခဲတွေနဲ့ဝိုင်းပေါက်ပြီးဘီလူးကြီးရွာထဲကထွက်သွားလို့အော်ဟစ်ကရွာပြင်အထိမောင်းထုတ်လိုက်ကြပါတယ်အဲ့ဒီအိမ်နီးချင်းလဲလူပါလို့ဘလောက်ပဲပြောဘယ်သူမှမယုံတော့ပဲအရှက်ရစွာနဲ့တော်ထဲကိုထွက်ပြေးသွားရပါတော့တယ်